ဒီဇလန်ကလွန်ခဲ့တဲ့9နှစ်ကကျွန်တော်တို့မိသားစုကြုံခဲ့ရတာပါကျွန်တော်နာမည်ကိုမင်းမင်းပါကျွန်တော်တို့မိသားစုမှာမိသားစုဝင်4ယောက်ရှိပါတယ်ကျွန်တော်ရဲ့ကျွန်တော်အမျိုးသမီးသူစားရဲ့သမီးငယ်လေး2ယောက်ရဲ့ရှိပါတယ်အဲ့ဒီတော့ကကျွန်တော်ကကုမ္ပဏီတစ်ခုရဲ့လက်ထောက်မန်နေဂျာအဖြစ်အလုပ်လုပ်နေတာပါတနေ့မှာတော့ကျွန်တော်မန်နေဂျာရာထူတိုးပြီးတောင်ကြီးမြို့ကိုပြောင်းရွှေ့ဖို့ဖြစ်လာပါတယ်သမီးငယ်လေး2ယောက်ရဲ့ပညာရေးအတွက်ရောအရှိတကျနေထိုင်ရှင်တဲ့စိတ်ကြောင့်ပါစုထားဆောင်ထားတဲ့ငွေလေးနဲ့တောင်ကြီးမှာပဲအိမ်လေးတစ်လုံးဝယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်အိမ်ချမ်းမြေကျိုးဆောင်တယောက်ရဲ့အကူအညီနဲ့မြို့ဆောင်ကအိမ်လေးတစ်လုံးကိုဈေးချိုချိုလေးနဲ့ရလိုက်ပါတယ်အိမ်ကတော့ကိုလိုနင်ခေအဆောက်အဦပုံစံပါလူမနေတာကြလို့ဆေးအောင်မီပြီးနည်းနည်းပျက်စီးနေတာကလွဲရင်ခြံဝန်းကျဲကျဲမြို့ဆောင်ဆိုတော့စိတ်ငြိမ်ပြီးသမီးလေး2ယောက်ကလည်းတော်လေးသဘောကျနေတာကြောင့်ဘာမှတွေးမနေပဲဝယ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကျွန်တော်တို့မိသားစုဒီမှာပြောင်းပြီးနေတဲ့အစပိုင်း1လ2လလောက်ကတော့အရာအလုံးကပုံမှန်တိုင်းပါပဲအိမ်ထဲမှာအိတ်ခမ်း3ခန်းရှိပါတယ်တစ်ခန်းမှာကျွန်တော်နဲ့ကျွန်တော်ဇနီးနေပြီးဘေးရှင်းကပ်နေတဲ့နောက်တစ်ခန်းမှာကျွန်တော်သမီး2ယောက်နေကြပါတယ်ကျန်တဲ့တစ်ခန်းကိုတော့အဲ့ဒီတွေလာရင်နေဖို့ထားထားတာပါအဖြစ်အပျက်တွေကအဲ့ဒီအခန်းကနေစတာပါအဲ့ဒီအခန်းရဲ့ဆေးတွေကအတော်လေးပျက်စီးနေတာကြောင့်အဲ့ဒီအခန်းကိုဆေးတုပ်ပြီးတက်ရဲ့လေးပြန်ပြင်ဆင်လိုက်ပါတယ်မနေ့ရောက်တော့အခန်းရဲ့နေရာမှာအနဲ့ရောင်ကွက်တွေတစ်ခန်းလုံးနီးပါပဲကျွန်တော်လည်းအကောင်တကောင်ကအမြတ်လုတ်သွားလားဆိုပြီးအခန်းတကားပေါက်တွေပတင်းပေါက်တွေစီးကြည့်တော့လဲအရာအလုံးကလုံလုံရှုံရှုံပါပဲနောက်တစ်ခေါက်ဆေးပြန်တုပ်ပြီးနောက်10မိနစ်မှာပဲအခန်းတစ်ခုလုံးကလက်သေးနဲ့ကုတ်ရှိရတွေပြေးပါကျွန်တော်နဲ့ကျွန်တော်ဇနီးလည်းအတော်လေးလန့်သွားပါတယ်ကျွန်တော်လည်းလီခန်းကိုလုံးဝတော့ခတ်ပြီးထားလိုက်ပါတယ်စိတ်ထဲမှာတခုကပုံမှန်မဟုတ်ဘူးလို့တော့တွေးမိလိုက်ပါတယ်ဒါတွေဖြစ်ပြီးတစ်ပတ်လောက်ကြာတော့ကျွန်တော်လည်းစိတ်ထဲမှာဘာမှရှိမနေတော့ပဲမေ့မြင်ပြပြောဖြစ်သွားပါတယ်တရက်တော့ကျွန်တော်လည်းအခန်းမှာတယောက်တည်းဘောလုံးပွဲထိုင်ကြည့်နေပါတယ်ညနေနာရီလောက်ရှိမယ်ထင်ပါတယ်ရုတ်တရက် TV ကမင်းထလောင်ပါတယ်ကျွန်တော်လည်းအမြန်မင်းငင်းလိုက်ပြီးမနေ့ကျတော့ရဲစစ်ကျွန်းကြည့်သူတယောက်နဲ့ဝါယာလိုင်းနေစစ်ကြည့်ပါတယ်ညီလေးဘာဖြစ်တာလဲဝါယာရှော့တွေဘာတွေမှရှိလားကွာတေချာစစ်ကြည့်ပါဦးအခုလည်းဒါတွေတိတ်နားမနေဘူးရဲ့ဝါယာလိုင်းတွေဘရက်ကာတွေဖြူတဲ့ကခေါင်းကောင်းပါလေကိုဘာမှချိနာမရှိတော့အေးပါကွာညီလေးကျေးဇူးပါအဲ့ဒီနောက်ပိုင်းအင်္ဂါမင်းတွေကအကြောင်းပြချက်မရှိမောင်းလိုက်လင်းလိုက်အလိုလိုနေပကံတွေကြောက်ကွဲလိုက်ဖြစ်ပါတယ်မသိစိတ်ထဲမှာလည်းတရားကစောင့်ကြည့်နေတဲ့ခံစားချက်မျိုးခံစားကြရပါတယ်ဒါတွေဖြစ်ပြီးတိတ်မကြပါဘူးတညအိမ်မောကျနေတဲ့အချိန်အတန်ကြဲကြဲထွက်လာတဲ့ဗီဒီယိုအတန်ကြောင့်လက်နိုးလာပါတယ်ကျွန်တော်လည်းခလေးတွေများစောင့်နေကြတာလားတွေးပြီးစူဖို့သွားတဲ့အချိန်အခန်းမှာဘယ်သူမှရှိမနေပဲဗီဒီယိုကြီးကသူ့လိုပွင့်နေပါတယ်ကလေးတွေအခန်းသွားကြည့်တော့လဲကလေး2ယောက်ကအိမ်မောကျနေကြပါပြီကိုဘာလဲကလေးတွေစောနေရလားမဟုတ်ဘူးမိမကလေးတွေအိမ်မောကျနေကြပြီဟမ်ဒါကပုံမှန်ဟုတ်နော်ကျမတို့တခုလုံးသိမ့်ပြီတက်လိုက်ဒီမှာညရောက်မှအောင်ကြောက်လာတယ်အေးပါကွာငါစီစဉ်ပါမယ်ကဲဘာမှတွေးမနေနဲ့အိတ်တော့ကျွန်တော်လည်းရုံးကအပြန်ဖုန်းကြီးကြောင်းဝင်ပြီးဆရာတော်စီကပေးရတောင်းယူပြီးတော့အိမ်မှာဖြန်းတာတွေတောက်တာတွေလုပ်ပါတယ်ညရောက်တော့ကလေးတွေအခန်းကကလေးတွေရဲ့စူးစူးဝါအော်တန်ကြောင့်ကျွန်တော်လည်းကလေးတွေရှိရာအခန်းကိုပြေးဝင်သွားပါတယ်ကလေးတွေကအတော်လေးကြောက်ပြီးငိုနေကြပါတယ်သမီးဘာဖြစ်တာလဲမကြောက်နဲ့ခလေးရှိတယ်ကလေးတွေကအခန်းသားကိုလက်ညှိုးထိုးပြပြီးကိုနာအောင်ပြီးမတယောက်ရက်ပြီသမီးတို့ကိုစိုက်ကြည့်နေရဲ့ဘယ်မှာလဲသမီးရဲ့မရှိပါဘူးဒါနဲ့ကလေးတွေကိုကျွန်တော်တို့အခန်းထဲမှာပဲအိတ်ခိုင်းလိုက်ပါတယ်ကျွန်တော်တို့လင်မယားလည်းအဲ့ဒီညကတော်တော်နဲ့အိတ်မပြောပါဘူးကလေး2ယောက်ကတော့အိတ်ပြောသွားပါပြီအဲ့ဒီညမှာပဲကျွန်တော်တို့အခန်းကိုအပြင်ကနေတကားအဆန်ပြန်ခောက်ပါတယ်ကိုသူစက်ကြောက်ပါပြီအေးပါကွာကိုထွက်ကြည့်လိုက်မယ်မင်းကလေးတွေကိုကြည့်ထားနေကျွန်တော်လည်းတကားဖွင့်လိုက်တော့အပြင်မှာဘယ်သူမှမရှိနေပါဘူးဒါပေမဲ့တွေးရှည်ရာကိုအထင်သာတွေးလိုက်ရပါတယ်
ကျွန်တော်လည်းခြေရာနောက်ကိုလိုက်ရင်ခြေရာကတောက်ခတ်ပြီးပိတ်ထားတဲ့အခန်းထဲကိုဝင်သွားပါတယ်အခန်းထဲကပွင့်လျက်သားဖြစ်နေပြီးအခန်းထဲမှာတွေးနေရေးထားတဲ့စာကိုကျွန်တော်ထင်ထင်ရှားရှားတွေးလိုက်ရပါတယ်ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့အခန်းကိုပြန်သွားပြီးမိန်းမနဲ့ကလေးကိုခေါ်ကာညာတွင်ရှင်ပဲအဲ့ဒီအင်ကြီးကနေထွက်ပြေးလာခဲ့ပါတယ်နောက်မှာအင်ကြီးအကြောင်းကိုတေချာစုံစမ်းကြည့်တော့လွန်ခဲ့တဲ့နေ့များစွာကအဲ့ဒီအင်ကြီးထဲမှာစော်ပါမိသားစုတစုကဓမြတိုက်ခံရပြီးရရဆက်ဆက်အသက်ခံခဲ့ရတယ်ဆိုတာပါပဲအရင်အဲ့ဒီအိမ်မှာနေဘူးတဲ့သူတွေကလည်းအိမ်ထဲမှာရှစ်ခဲပုံစံမျိုးသမီးတယောက်ကိုညဘက်တွေမှာတွေ့ရပြီးဘသူမှမနေရခဲ့ကြပါဘူးကျွန်တော်တို့မိသားစုလည်းအဲ့ဒီအိမ်မှာဆက်မနေရတော့ပဲတခြားတနေရာမှာအိမ်ငှားပြီးနေခဲ့ကြပါတယ်အဲ့ဒီအိမ်ကြီးကတော့အခုထက်ထိဝယ်မဲ့လူမရှိပဲရောက်မထွက်ပဲရှိနေတော့မှာပဲ